မင်္ဂလာပါရှင်။မနေ့ဖြန်ဩဂုတ်လ14ရက်နေ့အတွက်မြန်မာနဲ့ထိုင်းနိုင်ငံတို့ကထူးခြားမိုးလေဝသအခြေအနေတွေကိုတင်ဆက်ပေးပါမယ်။ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းကအားကောင်းတဲ့လေဖိအားနည်းရပ်ဝန်းကအနောက်မြောက်ဘက်ကိုရွေ့လျားခဲ့ပြီးပိုအားကောင်းလာကအိန္ဒိယနိုင်ငံအနောက်ဘင်္ဂလားပြည်နယ်မှာမုန်တိုင်းငယ်ဖြစ်လာခဲ့ပြီလို့မိုးစလားရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။အဲ့ဒီမုန်တိုင်းငယ်ကနောက်24နာရီအတွင်းမှာအနောက်ဘင်္ဂလားပြည်နယ်ကုန်းတမိုင်းဒေသတွေကိုဆက်လက်ထက်ကျော်ပြီးဂျက်ကန်ပြည်နယ်ကိုရောက်ရှိနိုင်တယ်လို့သိရပါတယ်။အဆိုပါမုန်တိုင်းငယ်ဟာမြန်မာနိုင်ငံကိုတိုက်ရိုက်ဝင်ရောက်နိုင်ခြင်းမရှိဘူးလို့သိရပါတယ်။ဒါပေမဲ့မုန်တိုင်းငယ်ရဲ့အရှိန်သက်ရောက်မှုကြောင့်မနေ့ဖြန်ဩဂုတ်လ14ရက်နေ့မနက်အထိစကိုင်းတိုင်းအောက်ပိုင်းကရဏီကယားပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာနေရာကျကျမန္တလေးတိုင်းမကွေးတိုင်းစကိုင်းတိုင်းထပ်ပိုင်းနဲ့ရှမ်းပြည်နယ်တောင်ပိုင်းနဲ့အရှေ့ပိုင်းတို့မှာနေရာဆက်စိမ့်နဲ့တန်တိုင်းနယ်ပြည်နယ်တို့မှာနေရာအနှံ့အပြားမိုးထစ်ချုံရွာသွန်းနိုင်ပြီးရွာရန်ရှာနှုံးပြည့်ဖြစ်ပါတယ်။ရန်ကုန်တိုင်းအေရဝတီတိုင်းကရင်ပြည်နယ်မွန်ပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့မှာတော့နေရာကွက်ပြီးမိုးကြီးနိုင်ပါတယ်။မြန်မာကမ်းရိုးတန်းတစ်လျှောက်နဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာတခါတရံမိုးသက်လေပြင်းတွေကျရောက်ပြီးလှိုင်းကြီးနိုင်ပါတယ်။မိုးသက်လေပြင်းကျစမှာရေပြင်မြေပြင်လေဟာတနအီကို35မိုင်အထိတိုက်ခတ်နိုင်ပြီးလှိုင်းမြင့်က9ပေကနေ17ပေခန့်အထိရှိနိုင်ပါတယ်။နောက်နေ့ရက်အတွင်းစကိုင်းတိုင်းထပ်ပိုင်းတနင်္သာရီတိုင်းကချင်ပြည်နယ်ကရင်ပြည်နယ်မွန်ပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့မှာနေရာကွက်ပြီးမိုးကြီးနိုင်ပါတယ်။ဆက်လက်ပြီးဒေသလိုက်မင်းမြန်ထားတာတွေကိုပြန်လည်ဖြည့်ချပေးပါမယ်။မန္တလေးတိုင်းတာစီမြို့နယ်အတွင်းမှာတော့လာမယ့်ဩဂုတ်လ18ရက်နေ့အထိတိမ်အသိတင်ကနေတိမ်ထထက်နိုင်ကမိုးအနေငယ်ရွာသွန်းနိုင်ခြင်းရှိပြီးမွန်လွယ်ပိုင်းနဲ့ညနေပိုင်းတွေမှာအနေငယ်မိုးထစ်ချုံရွာသွန်းနိုင်ပါတယ်။ရန်ကုန်တိုင်းတိုက်ကြီးမြို့နယ်ကအဖျောက်မှာလည်းမိုးအသိတင်ကနေမိုးများနိုင်ပြီးနေရာကွက်ပြီးမိုးသက်ထန်နိုင်ပါတယ်။အေရဝတီတိုင်းကပန်းတနော်ညောင်တုံးနဲ့ဖျာပုံမျိုးနယ်အတွင်းကကနိကျေးရွာတို့မှာတော့ဩဂုတ်လ18ရက်နေ့အထိမိုးအသိတင်ကနေမိုးများနိုင်ပြီးနေရာကွက်ပြီးမိုးသက်ထန်စွာရွာသွန်းနိုင်ပါတယ်။မြေအခြေအနေတွေကတော့မိုးစလားရဲ့ဩဂုတ်လ14ရက်နေ့နေ့လယ်3နာရီအချိန်ထုတ်ပြန်ချက်အရအေရဝတီမြေဟာမြင်းမှုမျိုးမှာနောက်တရက်အတွင်း9လမခန့်ကြာဆန်းနိုင်ပြီးပခုတ်ကုနဲ့ညောင်ဦးမှာတော့3လမစီကန်ကြာဆန်းနိုင်ကစိုးရိမ်ရေအမှတ်အထမဆက်လက်တည်ရှိနိုင်ပါတယ်။စိတ်သားမှာတော့နောက်တရက်အတွင်း17လမခန့်ထပ်မံမြင့်တက်ကစိုးရိမ်ရေအမှတ်အထမဆက်လက်တည်ရှိနိုင်ပါတယ်။ဒါအပြင်အေရဝတီမြေဟာဟင်္ဒရာနဲ့ဇလွန်မှာတော့နောက်တရက်အတွင်းစိုးရိမ်ရေအမှတ်အထက်ကိုကျော်လွန်ရောက်ရှိနိုင်ပြီးမင်းဘူးနဲ့မကွေးမှာတော့နောက်36နာရီအတွင်းမှာစိုးရိမ်ရေအမှတ်ကိုရောက်ရှိနိုင်ပါတယ်။ပြည်မှာလည်းနောက်2ရက်အတွင်းစိုးရိမ်ရေအမှတ်ကိုရောက်ရှိနိုင်ပါတယ်။ဒေါက်တာဝရီမြေဟာမြင့်ငယ်မြို့မှာနောက်တရက်အတွင်း9လမခန့်ကြာဆင်းလာနိုင်ပြီးစိုးရိမ်ရေအမှတ်အထက်မှာဆက်လက်တည်ရှိနိုင်ပါတယ်။ဖန်ကတန်လွင်မြေကနောက်တရက်အတွင်း3လမခန့်မြင့်တက်နိုင်ပြီးမတောက်ကစစ်တောင်မြေကလည်းနောက်တရက်အတွင်း2လမဝန်းကျင်ခန့်မြင့်တက်နိုင်ကစိုးရိမ်ရေအမှတ်အထက်မှာဆက်လက်တည်ရှိနိုင်ပါတယ်။ဒါကြောင့်သက်ဆိုင်ရာမြို့နယ်အတွင်းကမြေကမ်းဘေးနဲ့ရင်းနှီးမိုင်းဒေသတွေမှာနေထိုင်ကြသူတွေအနေနဲ့ရေဘေးလွတ်ရာနေရာတွေကိုပြောင်းရွှေ့နေထိုင်ကြဖို့မိုးစလားကတိုက်တွန်းထားပါတယ်။ဒါအပြင်မိုးလေဝသပညာရှင်ဦးဝင်းနိုင်ရဲ့ခန့်မှန်းချက်အရကချင်ပြည်နယ်တောင်ပိုင်းနဲ့အနောက်တောင်ပိုင်းကစကိုင်းတိုင်းနဲ့ထိစပ်နေတဲ့အေရဝတီမြဝန်းထပ်ပိုင်းဒေသတွေမှာရေကြီးနိုင်ခြေအလွန်မြင့်မားနေတယ်လို့သိရပါတယ်။ရှမ်းပြည်နယ်မြောက်ပိုင်းကလာရှိုးတီဘောစတဲ့ဒေသတွေမှာလည်းရေကြီးနိုင်ခြေအနည်းအောင်ဆက်မှရှိနေပြီးရခိုင်ပြည်နယ်ကစစ်တွေမောင်တော်ဗိုလ်ရီတောင်နဲ့ကမ်းရိုးတန်းဒေသအများစုမှာရေကြီးနိုင်ခြေသတိပေးချက်ကအနည်းအောင်ဆက်မှရှိနေတယ်လို့သိရပါတယ်။မန္တလေးတိုင်းနဲ့မကွေးတိုင်းရှေ့ဘက်ခြမ်းကအေရဝတီမြေရိုးတစ်လျှောက်နဲ့တောင်တန်းဒေသတွေမှာတော့ရေကြီးနိုင်ခြေအသင်းအနှင်းကနေမြင့်မားနေပြီးချင်းပြည်နယ်မြောက်ပိုင်းနဲ့အလဲပိုင်းကတောင်ကြားရေလှိမ့်မြန်စီးဆင်းနိုင်တဲ့စကိုင်းရခိုင်တို့နဲ့ဆက်ဆက်နေတဲ့ဒေသတွေမှာသတိပေးချက်ကအသင်းနဲ့အဆက်မှရှိနေတယ်လို့သိရပါတယ်။ရှမ်းပြည်နယ်တောင်ပိုင်းနဲ့အရှေ့ပိုင်းကကျိုင်းတုံတောင်ချီလိတ်အပါအဝင်မဲခေါင်မြဝန်းနဲ့နီးစပ်နေတဲ့ဒေသတွေမှာတော့ရေကြီးနိုင်ခြေသတိပေးချက်ကအသင်းကနေမြင့်မားတဲ့အဆက်မှရှိနေတယ်လို့သိရပါတယ်။တန်ဒေသတွေမှာတော့ရေကြီးနိုင်တဲ့အခြေအနေကတာမန်ကနေအသင်းနဲ့အဆက်မှရှိနေပေမဲ့ပြောင်းလဲရှိနိုင်တာကြောင့်ဆက်လက်စောင့်ကြည့်ဖို့လိုအပ်တယ်လို့မိုးလေဝသပညာရှင်ဝန်နိုင်ကသတိပေးထားပါတယ်။နောက်ဆုံးအနေနဲ့ထိုင်းနိုင်ငံဘက်ကမိုးလေဝသခန့်မှန်းချက်တွေကိုတင်ဆက်ပေးပါမယ်။မုတ်တုံလေစီကြောင်းကမြန်မာနိုင်ငံလာအိုနိုင်ငံအထက်ပိုင်းနဲ့ဗီယက်နမ်နိုင်ငံအထက်ပိုင်းတို့ကိုဖြတ်တန်းနေစေဖြစ်ပြီးအနောက်တောင်မုတ်တုံလေကလည်းအတော်လေးပြင်းထန်နေပါတယ်။ဒီအခြေအနေကြောင့်ထိုင်းနိုင်ငံရှိဒေသအတော်များများမှာမိုးသည်းထန်စွာရွာသွန်းနိုင်ပါတယ်။မနေ့ဖြန်ဩဂုတ်လ14ရက်နေ့ညနေအထိဘန်ကောက်နဲ့အနီးတစ်ဝိုက်မှာတော့နေရာအနှံ့အပြားမိုးထစ်ချုံရွာသွန်းနိုင်ပြီးနေရာကွက်ပြီးမိုးသည်းထန်စွာရွာသွန်းနိုင်ပါတယ်။ညပိုင်းကမဲဟောင်ဆောင်နန်းနဲ့
မဲဆောက်အပါအဝင်တက်ခရိုင်တို့မှာလည်းနေရာကွက်ပြီးမိုးတဲထန်စွာရွာသွန်းနိုင်ကအမြင့်ဆုံးပူချိန်က35ဒီဂရီစင်တီဂရိတ်အထိရှိနိုင်ပါတယ်။အရှိမြောက်ပိုင်းကဘွန်ကန်စခနခွန်နခွန်ဖနာနဲ့မူရဟန်တို့မှာလည်းနေရာကွက်ပြီးမိုးတဲထန်စွာရွာသွန်းနိုင်ပါတယ်။အလဲပိုင်းကဆာရာဘူရီနဲ့ကန်ချနာဘူရီတို့မှာလည်းနေရာကွက်ပြီးမိုးတဲထန်စွာရွာသွန်းနိုင်ပါတယ်။အရှိပိုင်းကနခွန်ရောပရာချန်ဘူရီချန်တဘူရီနဲ့ထရတ်တို့မှာလည်းနေရာကွက်ပြီးမိုးတဲထန်စွာရွာသွန်းနိုင်ပါတယ်။တောင်ပိုင်းကနောက်ပိုင်းကံဗရန်ဒေသတွေဖြစ်တဲ့ရနောင်ဖန်ကားနဲ့ဖူးခတ်တို့မှာလည်းနေရာကွက်ကြောင်းမိုးရွာသွန်းနိုင်ပါတယ်။မြန်မာနဲ့ထိုင်းနိုင်ငံတို့အတွက်မိုးလေဝသအခြေအနေတွေကိုတင်ဆက်ပေးကြတာပါ။မိုးလေဝသသတင်းတွေကိုနေ့စဉ်တင်ဆက်ပေးနေရဖြစ်လို့စောင့်မျှော်ကြည့်ရှုနိုင်ပါတယ်။မြန်မာနိုင်ငံသူနိုင်ငံသားအလုံးကိုယ်စိတ်နှပြကျန်းမာချမ်းသာပြီးလက်ရှိရင်ဆိုင်နေရတဲ့ရေဘေးကနေလည်းအမြင့်ဆုံးကင်းဝေးကြပါစေရှင်။